ဒီကလေးကိုမွေးဖွားလာတဲ့အချိန်မှာသူ့ရဲ့ရုပ်တွင်ကအသက်80အရွယ်အဖိုးအိုတယောက်လိုဖြစ်နေပါတယ်။သူမွေးပြီးချင်းမှာပဲမိခင်ဖြစ်သူဆုံးပါသွားခဲ့တယ်လို့ဖခင်ဖြစ်သူကလည်းသူ့ကိုကျိန်စာတင်နေတယ်လို့သတ်မှတ်ပြီးမိထွေးကေဟာတစ်ခုရဲ့တကားဝမှာပစ်ထားခဲ့ပါတယ်။ကေဟာမှုကသူ့ကိုတွေ့တဲ့အခါဆရာဝန်ကိုချက်ချင်းခေါ်ပြီးစစ်ဆေးကြည့်တော့မှအားလုံးစုံသွားကြပါတယ်။သူ့ရဲ့ခန္ဓာကိုယ်မှာလူအိုတွေမှာပဲတွေ့ရလေရှိတဲ့ယောဂဝေဒနာတွေအကုန်လုံးရှိနေလို့ပါပဲ။ဒါပေမဲ့လည်းကေဟာမှုကတော့သူ့ကိုတားရင်လို့ပြုစုဆောက်ရှောက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။9 နှစ်ကြာသွားတဲ့အခါဒီကလေးဟာလူအိုတယောက်လိုပဲကြီးပြင်းလာခဲ့ပေမဲ့သူ့ရဲ့နှလုံးသားကတော့အယမ်းကိုဖြူစင်ပါတယ်။သူဟာအသေးငယ်တဲ့အရာလေးတွေအပေါ်မှာတင်ပျော်ရွှင်တတ်သူပါ။သူအသက်10နှစ်အရွယ်မှာတော့ဝီချဲပေါ်ကနေပထမဆုံးအကြိမ်ထွက်နိုင်ခဲ့ပြီးအဲ့ဒီအချိန်မှာပဲအံ့ဖွယ်မှုတွေစတင်လာပါတော့တယ်။သူ့မျက်နှာပေါ်ကအရေးအကြောင်းတွေတဖြည်းဖြည်းပြက်ကွယ်လာသလိုယောဂဝေဒနာတွေကလည်းတက်တာလာခဲ့ပါတယ်။ဒီအတော်တွင်းမှာပဲလက်ဆက်ဆိုတဲ့မိန်းကလေးငယ်လေးတစ်ယောက်ကသူ့ဘဝထဲကိုရောက်လာခဲ့ပါတယ်။သူမကအပတ်တိုင်းသူမရဲ့အဖွားစီကိုလာလေတက်သူပါလက်ဆက်အတွက်တော့တနေ့ဟာအဖိုးအိုတယောက်မဟုတ်ပဲတခြားသူတွေနဲ့မတူပဲထူးခြားတဲ့သူတစ်ယောက်ဖြစ်နေခဲ့တာပေါ့။တနေ့မှာတော့လက်ဆက်ကတနေ့ရဲ့မျက်နှာကိုထိတွေ့ဖို့စူးစမ်းခဲ့ပေမဲ့သူမအဖွားကမြင်သွားပြီးထနေ့ကိုစူပူချိန်မောင်းခဲ့ပါတယ်။အသက်12နှစ်အရွယ်ရောက်တဲ့အခါထနေ့ဟာအလုရှာဖို့အတွက်အပြင်ထွက်ခဲ့ပါတယ်။တင်မောကပတိန်တယောက်ကအလုသမားခေါ်တဲ့အခါအားလုံးကညှင်းဆိုကြပေမဲ့တနေ့ကတော့တတိရှိရှိနဲ့လက်ထောင်ခဲ့ပါတယ်။နှစ်ကြာပြီးနောက်သူပြန်လာတဲ့အခါမှာတော့သူဟာအရင်ကထပ်ပိုးပြီးနုပြိုလာခဲ့ပါပြီ။ဝက်ဆက်ကလည်းအရွယ်ရောက်ပြီးအရန်ကိုလှပလာခဲ့တာပေါ့။ဌာနေအသက်18နှစ်အရွယ်မှာတော့ဝက်ဆက်ရဲ့အဖွားဆုံးပါသွားပြီဆိုတဲ့သတင်းကိုကြားလိုက်ရပါတယ်။ဒါဟာဌာနေအတွက်တော့ချစ်ခင်ရသူတယောက်ကိုဆုံးရှုံးလိုက်ရတဲ့နာကျင်မှုကိုပထမဆုံးအကြိမ်ခံစားလိုက်ရတာပါပဲ။အသက်20ပြည့်တဲ့အခါမှာတော့ထနီဟာကဘာပတ်ဖို့အတွက်အထုပ်ပိုးတွေပြင်ဆင်ပါတော့တယ်။သူ့ကိုမွေးစားထားတဲ့အမေဖြစ်သူကမျက်ရည်တွေနဲ့ကြံရစ်ခဲ့တယ်လို့ဝက်ဆက်ကလည်းဘယ်နေရာကိုပဲရောက်တဲ့ပုံတွေပို့ပေးဖို့မမေ့နဲ့နော်လို့မှာလိုက်ပါတယ်။ထနီဟာသူ့ရောက်တဲ့နေရာတိုင်းကနေဝက်ဆက်စီကိုတပ်ပုံတွေအမြဲပို့ပေးခဲ့ပါတယ်။အဲ့ဒီအချိန်မှာဝက်ဆက်ကလည်းအသက်20အရွယ်မိန်းမချောလေးဖြစ်နေပါပြီ။မကြခင်မှာပဲဒုတိယကမ္ဘာစစ်ကြီးစတင်ခဲ့ပြီးထနီလည်းစစ်ထဲဝင်ခဲ့ပါတယ်။စစ်သားတွေအားလုံးတေဆုံးကုန်ပေမဲ့ထိတ်တယောက်ထဲကတော့ကံကောင်းထောက်မှစွာနဲ့အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။သူအိမ်ပြန်ရောက်တဲ့အခါသူ့အမေတောင်သူ့ကိုမမှတ်မိနိုင်တော့ပါဘူး။ဘာလို့လဲဆိုတော့သူကအရင်ကထက်တောင်ပိုပြီးလူငယ်လေးတယောက်လိုဖြစ်နေလို့ပါ။ဝိဆာကသူ့ကိုလာတွေ့တဲ့အခါထားနေဒါတကယ်ပဲမင်းလားဆိုပြီးအံ့ဩတကြီးမေးလိုက်ရပါတယ်။နောက်တစ်နေ့မှာတော့သူ့ကိုပြစ်ထားခဲ့တဲ့ဖခင်ဖြစ်သူကလာတွေ့ပြီးငါမင်းကိုစွန့်ပစ်ခဲ့မိတယ်။အခုတော့ငါရဲ့ပိုင်ဆိုင်မှုအားလုံးကိုမင်းနာမည်နဲ့လွှဲပေးခဲ့မယ်လို့ပြောပြီးနောင်တရခဲ့ပါတယ်ထနီဟာအိုမင်းနေတဲ့သူ့ဖခင်ကိုတေချာပြုစုဆောက်ရှောက်ခဲ့ပါတယ်။အခုတော့အသက်25နှစ်အရွယ်ထနီဟာအရန်ကိုချုံမောခံရတဲ့လူငယ်လေးတစ်ယောက်ဖြစ်အသွင်ပြောင်းသွားပါတော့တယ်